တာမညာကော်တာမမိုလီကဘာလို့ထူရှားနေတာလဲအားလုံးမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်တို့သိပ္ပံလောကကိုဂိုင်းလိုက်သွားတဲ့ကော်တာဖီဇီရဲ့ထူရှားတဲ့ဆောက်ကိုတွေ့ရှိမှုတဲ့တစ်ခုအကြောင်းကိုပြောပြချင်ပါတယ်ဒီဆောက်မညာဆိုတာဘာလဲရိုးရိုးစကားနဲ့ပြောရရင်ခမရတို့လည်းဖိရပြတော့ဆိုပါလို့မညာမရှိတဲ့စနေဟာခမရကကြောထဲလိုက်ရင်အခုချိုသွားမယ်ဒါပဲသိတာပါရေကဘာတွေလောက်ခက်လဲဆိုတာအခုလက်စိတ်ချင်နေမဆိုင်ပါဘူးမညာရှိတဲ့စနေဟာခမရအခုလောက်လိုက်တဲ့အလုပ်ကအတိတ်ကဘာတွေလောက်ခက်လဲဆိုတာပေါ်မှာတော်ပြီးမူတည်နေတာမျိုးပါကော်တန်လောကရဲ့ထူးခြားတဲ့ရှုထောင့်တစ်ခုကိုသိပ္ပံပညာရှင်ကြီးတွေဖြစ်တဲ့ဆော်လိုဒေးချာနဲ့ဂေရှင်ဘန်တို့ကကော်တန်လောကကိုမတူညီတဲ့နီလန်တစ်ခုကိုတောက်ခတ်ကြတာပါဒါကိုကျွန်တော်တို့ဘောလုံးဘက်တစ်ခုနဲ့ဥပမာပေးကြည့်အောင်ဆော်လိုဒေးချာရှုထောင့်ဖက်ကကြည့်မယ်ဆိုရင်ဒါကကွေထမ်းမှာကစားသမားတွေဘယ်လိုပြေးနေလဲဘောလုံးကဘယ်ရောက်နေလဲဆိုတဲ့အခြေအနေတစ်ခုလုံးကိုလိုက်ကြည့်တာပါဂေရှင်ဘန်ရှုထောင့်ဖက်ကကြည့်မယ်ဆိုရင်ဒါကတော့အမှန်စရေးကိုပဲကြည့်တာပါကိုဘယ်နှကိုဝယ်သွားလဲဘဝကဘယ်နှခုဆိုတဲ့တိုက်တာရရှိတဲ့ရလန်းကိုပဲကြည့်တာပါအခုသိပ္ပံပညာရှင်တွေဘာတွေးလိုက်တာလဲအရင်ကတော့ဒီနှစ်ခုလုံးကအတူတူပဲပေါ့ဗျာရလန်းထွက်လာရဲ့အတူတူပဲကိုလို့ထိခဲ့ကြတာပါဒါပေမဲ့2016ခုနှစ်ရဲ့သုတေသနအသေးအရမတူဘူးဖြစ်နေတာပါဘာလို့လဲဆိုတော့ခမည်းကကစားသမားတွေအခြေအနေကိုကြည့်ရင်မညာမရှိဘူးလို့ထင်ရပေမဲ့အမှန်စရေးကိုကြည့်လိုက်တဲ့ခါကျတော့မညာရှိနေတာကိုတော်တွေ့ရတာမျိုးပါဆိုလိုတာကကော်တာမညာဆိုတာခမည်းကဘယ်လိုပုံစံနဲ့ကြည့်မလဲဆိုလိုတာကကော်တာမညာဆိုတာခမည်းကဘယ်လိုပုံစံနဲ့ကြည့်မလဲဆိုတဲ့အပေါ်မူတည်ပြီးရှိချေလဲရှိမယ်မရှိချေလဲမရှိဘူးဖြစ်နေတာပါတကယ်ကိုခေါင်းစားစရာကြီးပါနော်ဒါကဘာအတွက်သုံးဝင်မှာလဲကဲဒါတွေသိတော့ရောဘာဖြစ်မလဲလို့မေးစရာရှိပါတယ်အခုကျွန်တော်တို့သုံးဖို့ကြိုးစားနေတဲ့ကော်တန်ကွန်ပျူတာတွေဟာအပြေကနောက်ရှိတဲ့ဆူညံတာတွေကအရန်ကိုပြဿနာပေးနေတာပါဒီမညာလို့ပုံကိုပုံနားလည်သွားပြီဆိုရင်ကော်တန်ကွန်ပျူတာတွေမှာဖြစ်တဲ့အမားတွေကိုပြင်နိုင်မှာပါအချက်လေးတွေကိုပိုပြီးစိတ်ချလက်ချနဲ့သိရှိနိုင်ပါပါဒီကောက်ချုပ်ပြောရတော့ဗျာကော်တန်လောကကြီးကကျွန်တော်တို့ထည့်ထားတဲ့ပိုပြီးရှုပ်ထွေးနေတယ်လို့ပိုပြီးစိတ်ဝင်စားဖို့လည်းကောင်းပါတယ်ပိုပြီးရှုပ်ထွေးနေတယ်လို့ပိုပြီးစိတ်ဝင်စားဖို့လည်းကောင်းပါတယ်အမှတရားဆိုတာကြီးတဲ့သူရဲ့ဆူထားပေါ်မှာမူတည်နေတယ်ဆိုတာကိုသိပ္ပံနေကြပြည့်ပြည့်ပြလိုက်သလိုပါပဲဒီဗီဒီယိုလေးကိုသဘောကျရင် like နဲ့ share subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့အောင်ကျွန်တော်ဒီဗီဒီယိုလေးကို TikTok မှာရော YouTube မှာရော Facebook မှာရောတုံးတီလေးကိုတင်နေတာပါအခု TikTok မှာကြည့်တဲ့သူဖြစ်ဖြစ် Facebook မှာကြည့်တဲ့သူဖြစ်ဖြစ်ကျွန်တော် YouTube ကိုလာပြီးတော့ subscribe လုပ်ပေးဖို့တိုက်တော့ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်